video အတွက်ကျွန်မကြစ်လက်လက်နဲ့เนาะဒီတေချာဖွဲ့စည်းထားတဲ့အချက်10ချက်ရှိပါတယ်နံပါတ်1အနေနဲ့เนาะ conversation ကိုစတဲ့နေရာမှာ situational လို့ခေါ်တယ်အခြေအနေကနေစပြောပါ situational ဆိုတာဘာကိုပြောချင်တာလဲဆိုတော့ကိုရောက်နေတဲ့နေရာမှာလက်ရှိကိုတွေ့နေရတဲ့အရှိအဲ့ဒီအခြေအနေကနေစပြီးတော့ပြောပါဥပမာဒါကိုရီးယားရောက်နေတဲ့နေရာကရှူကင်းလေးလှတယ်ဆိုလို့ရှိရင်အဲ့ဒီရှူကင်းကနေပဲဖြစ်ဖြစ်စပြီးတော့ပြောနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့အဲ့လိုစကားပြောလိုက်တဲ့အခါတစ်ဖက်လူအနေနဲ့လည်းသူ့စီမှာအကယ်၍ဟို तू ကဆိုကြပါစို့အရန် introvert ဖြစ်တဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့သူစီမှာကိုနဲ့စကားစပြောစရာစကားမရှိဘူးဆိုလို့ရှိရင်တောင်မှပဲလက်ရှိရှိနေတဲ့အရှိကနေပြီးတော့ situation ကနေစပြီးတော့ပြောတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူလည်းပဲ topic ရှာရတာမခက်ခဲပါဘူးเนาะကိုပြောလိုက်တဲ့စကားပေါ်မှာ response လုပ်ဖို့အတွက်သူ့မှာခက်ခဲစရာအကြောင်းမရှိဘူးတော့တစ်ဖက်လူကိုလည်း relax ဖြစ်စေတဲ့အတွက်ကြောင့်မို့လို့ situational conversation ကစပြီးတော့ ice break လုပ်ဖို့ပေါ့เนาะဒီစပြီးတော့စကားလူတစ်ယောက်နဲ့စကားစလိုက်ဖို့အတွက်ကိုအရန်ကောင်းတဲ့အခြေအနေဖြစ်ပါတယ်နံပါတ်2ကသူပြောတဲ့အကြောင်းအရာပေါ်မှာစိတ်ဝင်စားပါဒါကိုတော်တော်များများလည်းပြောကြပါတယ် be a good listener ပေါ့နော်ကောင်းကောင်း listen လုပ်ပါပေါ့ဘာဖြစ်လို့လဲဆိုတော့လူတစ်ပါးကအမြဲတမ်းကိုဘာပြောမလဲဆိုတဲ့ဟာကိုတာဆူနေတတ်တဲ့လူမျိုးပေါ့နော်ကိုပြောနေတဲ့အချိန်မှာလည်းကိုပြောနေတဲ့အကြောင်းအရာကိုသူများစီကနေ attention ရဖို့ကြိုးစားတာဟုတ်သလိုတခါတလေမှကျမတို့ကကိုစကားမပြောနေတဲ့အချိန်မှာတော့မှပဲသူများကပြောနေတဲ့ဟာကိုနားထောင်နေတဲ့အောင်ဖြစ်နေပေမဲ့ကျမတို့ရဲ့စိတ်ထဲမှာသူပြောပြီးသွားရင်ကိုဘာပြောမလဲဆိုတဲ့ဟာကိုခေါင်းထဲမှာoperate လုပ်နေတဲ့အတွက်ကြောင့်မလို့သူပြောတဲ့စကားကိုကိုသေချာမရလိုက်တာမျိုးလည်းရှိတယ်အဲ့လိုမလုပ်ပါနဲ့เนาะလူတစ်ယောက်နဲ့ချိတ်ဆက်ချင်တဲ့အခါအဲ့ဒီလူနဲ့စကားပြောချင်တဲ့အခါ conversation တစ်ခုတိဆောက်ချင်တဲ့အခါအကောင်းဆုံးကတော့သူပြောတဲ့စကားပေါ်မှာတကယ်ကိုစိတ်ဝင်စားပေးဖို့ဖြစ်ပါတယ်ကိုအကြောင်းကိုเนาะတိုးတိုးတုတ်တုတ်ပေါ့เนาะ short and sweet ဖြစ်အောင်ပြောပါ short and sweet ဘာကိုပြောချင်တာလဲဆိုတော့ဖြစ်တတ်တာလीတစ်ခါလေးကြားလို့ရှိရင်ပေါ့เนาะအကယ်၍ဟိုကိုကလည်းတစ်ခါတလေဒါကို unconsciously ပေါ့ကိုမသိလိုက်မသိပါတာနဲ့လုံးမိရလဲရှိတယ်အကယ်၍အဲ့လိုလူမျိုးတရားရုံနဲ့ကြုံရလို့ရှိရင်လား it's so annoying ကိုနားထောင်ချင်မှနားမထောင်ချင်မှမသိပဲနဲ့ तू ကသူ့အကြောင်းတွေကိုစွတ်ပြီးတော့မဆုံးတော့ဘူးပြောနေတဲ့လူမျိုးတွေတွေ့ဘူးလား it is so annoying အရန်ကိုအနှောက်အယှက်ဖြစ်ရတယ်တခါလေကြာရင်ကိုလည်းပဲမတော်တဆပေါ့နော်ကိုအရန်ဇောများနေတဲ့အခါသူမြောက်သွားပြီးတော့အဲ့လိုသွားပြီးတော့လုံးမိတာလေးရှိတတ်တယ်ဆိုတော့အဲ့ဒါမျိုးလေးကိုရှောင်ဖို့အတွက်ကျွန်မပြောချင်တာshort and sweet ဖြစ်အောင်ပြောပါကိုအကြောင်းတိုးတိုးတိုးနဲ့ထိထိမိမိလိုတာလေးပဲပြောမှာနည်းနည်းပဲပြောမှာ तू သိကျင်လို့ရှိရင် तू က तू ထပ်မိလိမ့်မယ် that is more sexy မလိုအပ်ဖဲနဲ့ तू သိကျင်လားမသိကျင်လားမတော်ဟိုအကဲမခတ်ဖဲနဲ့ဝုန်းကနေဝေါကနေကိုအကြောင်းတွေအကုန်လုံးမပြောပါနဲ့เนาะနည်းနည်းလေးပြောတဲ့ information ကစိတ်ဝင်စားတယ်ဆိုလို့ရှိရင်စိတ်ဝင်စားစရာကောင်းတယ်ဆိုလို့ရှိရင်လူတွေကအဲ့အကြောင်းပို့ပြီးတော့သိကျင်လာပါလိမ့်မယ် तू သိကျင်တဲ့အခါကျတော့မှကိုယ့်ဘက်က information ထပ်ပြီးတော့ပေးရတာကကို rule လဲကိုယ့်အကိုမြင်ရရောက်ပါတယ်ဒါကြောင့်မို့လို့ short and sweet တူတူတုတ်တုတ်နဲ့ထိထိမိမိလေးပြောပါနံပါတ်4ကကိုယ့်ဘက်ကမေးခွန်းမေးချင်တဲ့အခါသူ့ကိုပေါ့နော်မေးခွန်းမေးချင်တဲ့အခါအဲ့ဒီမေးခွန်းမေးဖို့အတွက်အကြောင်းအရာဆက်လာတဲ့အခါကျတော့မှ content လေးပေါ့ content မဟုတ် sorry context လေးချိန်ပြီးတော့မှမေးပါသူပြောနေတဲ့အကြောင်းအရာကတခုပေါ့နော်ဒီသူပြောနေတာကတခုသူပြောနေတဲ့ဟာနဲ့မဆိုင်မဲနဲ့ကိုယ်စိတ်ထဲမှာတခုခုကို generate လုပ်နေပြီးတော့ကိုသိကျင်တဲ့ဟာကိုသူပြောနေတဲ့အကြောင်းအရာနဲ့လည်းဘာမှလည်းမဆိုင်မဲနဲ့ဝုန်းကနေတော့မမေးပါနဲ့အဲ့ခါကျရင်တစ်ဖက်လူအနေနဲ့ဘလို့သိတာဝါလဲဆိုတော့သိကြတာက you're not listen to that person he not how ပေါ့နော်သူနားထောင်မနေဘူးဆိုတာအရင်သိတာတယ်ဘာဖြစ်လို့လဲतू ကတခုပြောနေရလေနော်အဲ့ဒါနဲ့လည်းစကားလည်းမဆက်မိပဲနဲ့တခြားတစ်ခုဝုန်းနဲ့မေးလိုက်တယ်ဆိုတဲ့သဘောက तू အဲ့ဒီစကားကိုပြောနေတဲ့အချိန်မှာကိုယ်ခေါင်းထဲမှာကိုသိကျင်တဲ့ဟာကိုပဲတောက်လျှောက်စဉ်းစားနေပြီးတော့သူ့ attention မပေးဘူးဆိုတာအရင်သိတာသွားလိမ့်မယ်ပြီးတော့ तू ကလည်းသူ့အနေနဲ့ तू စကားအချိန်ကတခြားဟာတစ်ခုပြောနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုမေးတဲ့အကြောင်းအရာကိုရုပ်တရက်ဖြေဖို့အတွက်မှာသူလည်းနည်းနည်းလေးဆွန့်အားသွားတယ်လို့ကိုယ့်ရုပ်ကာယ awkward ဖြစ်သွားလိမ့်မယ်ဆိုတော့အဲ့လိုအခြေအနေမျိုးကိုလည်းလူတွေကသိပြီးတော့သဘောမကျပါဘူးနံပါတ်5ကတော့အကဲခတ်ပါ conversation ရဲ့အလဲကိုရောက်နေတဲ့အချိန်မှာသူ့ရဲ့ interest ကကိုပြောနေတဲ့အနေအထားကိုရီးယားရဲ့အခြေအနေဘယ်လိုရှိလဲဆိုတော့နည်းနည်းပြန်ပြီးတော့အကဲခတ်ပါတခါလေကျတော့လူဆိုတာတယောက်နဲ့တယောက်ပေါ့နော် interest ပေါ့စိတ်ဝင်စားတဲ့ပုံစံချင်းအနေထားချင်းတူကြတာမဟုတ်တဲ့အတွက်ကြောင့်မလို့ကိုပြောနေတဲ့အကြောင်းအရာကိုယ့်အကိုစိတ်ဝင်စားစရာကောင်းတယ်လို့ထင်ပေမဲ့သူ့ဘက်ကကြည့်လို့ရှင်တော့ပြင်းစရာကြီးဖြစ်နေတာမျိုးလဲဖြစ်နိုင်တယ်ပေါ့နော်ဟိုကိုလှုပ်ချင်တာကြီးပဲမလှုပ်ဖ ೇನೆ တစ်ဖက်လူကရောကိုနဲ့ conversation ထဲမှာ engage တကယ်ဖြစ်နေလားဆိုတာကိုတစ်ချက်ကလေးရပ်ပြီးတော့အကဲခတ်ပါနံပါတ်6ကတော့
silence လို့ခေါ်တဲ့ဒီခဏတိတ်ဆိတ်သွားတဲ့အရာနဲ့ပတ်သက်ပြီးတော့ comfortable ဖြစ်ဖို့ဖြစ်ပါတယ်เนาะ conversation တစ်ခုပေါ့เนาะဒီ conversation လူနှစ်ယောက်တွေ့ကြတဲ့အခါမှာ conversation တစ်ခု boring ဖြစ်တယ်ပေါ့เนาะပြင်းစရာကြီးဖြစ်တယ်မဖြစ်ဘူးဒါကိုဆုံးဖြတ်တာဒီเนาะဒီ conversation ဟာကောင်းကောင်းသွားနေလားဒါမှမဟုတ်အရန်ပြင်းစရာကောင်းသွားပြီးတော့ရှေ့ဆက်ပြီးစကားပြောခြင်းစိတ်မရှိတော့လောက်အောင်ညီငွေစရာကောင်းသလားဆိုတာဒီနှစ်ဖက်ကเนาะဒီလူနှစ်ယောက်ရှိရဆိုလို့ရှိရင်အဲ့လူနှစ်ယောက်ရဲ့မျှတတဲ့ contribution ဖြစ်ပါတယ်เนาะတစ်ဖက်တည်းအကြီးပဲအချိန်လုံးပြောပြီးနောက်တစ်ဖက်က listen လုပ်နေရမျိုးမဟုတ်ဘဲနဲ့နှစ်ဖက်ကသူ့နဲ့သူ contribute ပေါ့နော်ဒီ conversation ပေါ်မှာ contribute လုပ်တဲ့ဥစ္စာဒီမျက်မျက်တတရှိနေတဲ့အတွက်ကြောင့်မလို့ဒီ conversation လေးက boring မဖြစ်တာဖြစ်တယ်ဒါပေမဲ့အများသောအားဖြင့်တော့ပေါ့နော်ဖြစ်တတ်တာ conversation တစ်ခုထဲမှာနည်းနည်းလေးပို့ပြီးတော့ extrovert ဖြစ်တဲ့သူက conversation ကို lead လုပ်တာတော့များတယ်ပေါ့နော်တစ်ဖက်ဘက်ကစကားများများပြောတဲ့ဘက်ကတော့ lead လုပ်တာမှန်တယ်ဥဆောင်တယ်ပေါ့ conversation ကိုဥဆောင်တယ်များများသူ့မှာပြောစရာများများရှိတဲ့အတွက်ကြောင့်မလို့ lead လုပ်တယ်တစ်ဖက်က listen ဖြစ်တယ်ပေါ့နော်အဲ့တော့ပြောချင်တာကဒီစကားပြောတာနဲ့ listen လုပ်တာနဲ့အဲ့ role ကိုဒီလူနှစ်ယောက်မှာเนาะဘသူကဘယ်လောက်ကြိုက်တယ်လဲเนาะကိုသူပေါ့ listen လုပ်ရတာကိုကြိုက်တဲ့သူကသူ comfortably ဒီပေါ်မှာ interest ရှိနဲ့ listen လုပ်နေတဲ့ရွေးသူစကားအများကြီးမပြောရရင်လည်းပြဿနာမရှိပါဘူးအဲ့တော့ဘသူက lead လုပ်ပြီးတော့เนาะနားထောင်တဲ့သူကလည်းသူနားထောင်နေရတဲ့ဟာကိုပျော်နေတယ်ကြိုက်နေတယ်ဆိုလို့ရှိရင် even though like you're not speaking so much အရင်ကိုစကားမပြောနေရရင်လည်းအဲ့ဒီ conversation က boring မဖြစ်နေဘူးဆိုတော့တစ်ခါတလေကြားလို့ရှိရင် conversation ထဲမှာနည်းနည်းလေး silent ဖြစ်သွားတဲ့အခါလည်းရှိပါလိမ့်မယ်အကယ်၍ conversation ကသူ့အတူ healthy ဖြစ်ပြီးသွားနေလို့ရှိရင်တစ်ခါတလေလေး silent ဖြစ်သွားတာဟာလည်း it's okay you are going to be comfortable with it เนาะ introvert တွေဆိုလို့ရှိရင်သူတို့ဒီလိုတောင်ပြောကြတယ်ပေါ့เนาะ they always look for someone who to have a comfortable silence with ပေါ့เนาะ introvert တွေအများသောအားဖြင့်သူတို့စကားအရင်ကြီးပြောလို့မရှိဘူးဆိုတော့အဲ့လိုစကားအများကြီးပြောလို့မရှိတဲ့သူတွေအတွက်သူတို့နဲ့ကြိုက်တဲ့ vibe ချင်းကြိုက်တဲ့သူဆိုတာဒီเนาะအဲ့လိုမျိုး silence ဖြစ်သွားတဲ့အခါကျရင်ဟာဘာဖြစ်လို့ silence ဖြစ်သွားရတာလဲဆိုပြီးတော့အတင်းသူတို့နှိုးဆွဖို့ကြိုးစားတာတဲ့အဲ့ဒီ silence ထဲမှာเนาะသူတို့အဲ့လိုတိတ်တိတ်စိတ်နေတဲ့အခါမှာလဲเนาะတခါတလေ conversation တိတ်သွားတဲ့အခါမှာလဲဒါကိုသူ့အတူအလိုက်တင်လေသူ flow လေးနဲ့သူသွားပြီးတော့ထိန်းသွားနိုင်တဲ့ဟာမျိုးပို့ပြီးတော့သဘောကျကြပါတယ်အဲကြောင့်မလို့တခါတလေမှာ conversation ကတစ်ချိန်လုံးဝုန်းဝုန်းနဲ့ပြောနေဖို့ကြီးပဲမဟုတ်ပါဘူးတခါတလေပေါ့เนาะဒီစကားပြောနေတဲ့အချိန်အတွင်းမှာခုနကဆိုကြပါလို့ရှူကင်းနေရကိုပဲပြန်သွားမယ်ဆိုရင်ရှူကင်းကလှလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်အကယ်၍ကိုကပါတီတစ်ခုရောက်နေလို့เนาะအဲ့ကိုစကားပြောနေတဲ့အချိန်မှာ stage ပေါ်တယောက်ကတက်ပြီးတော့မိန်ကွန်းပြောတဲ့ဥစ္စာကိုအဲ့ဒီပြောတဲ့ speech ကိုနားထောင်ခြင်းလို့ပဲဖြစ်ဖြစ် for any reason အတွက်ကိုခဏကိုယ့်ရဲ့ conversation လေးရပ်သွားပြီးတော့ကိုသူ attention တခြားနေရာကိုရောက်သွားတဲ့ဥစ္စာလဲခဏလေးထွက်သွားတဲ့ဒီ attention ခဏထွက်သွားတာနဲ့ပတ်သက်ပြီးတော့ you gotta be comfortable with that အဲ့ဒါသိတဲ့ပြဿနာမရှိပါဘူးအဲ့ဒါ you တအား react လုပ်ပြီးတော့အရန်လိုက်ထိန်မှုစူးစမ်းလို့ရှိရင်လားနည်းနည်းလေးဘယ်လိုခေါ်မလဲcomfortable ပေါ့နော်ဒီတက်ဖြစ်တာမျိုးဖြစ်တတ်ပါတယ်နံပါတ်9ကတော့ agreeable ဖြစ်တဲ့ terms လေးတွေကိုသုံးပါ agreeable ဖြစ်တယ်ဆိုတာ तू ပြောလိုက်တဲ့အရာပေါ်မှာကိုကလိုက်ပြီးတော့စကားထောက်လေးတွေလောက်တာဖြစ်ပါတယ်ဥပမာ तू တခုခုပြောလိုက်လို့ရှိရင်အဲ့ဒီဟာဟုတ်တာပဲokay ဟုတ်တာပဲပေါ့နော်နားလဲပါတယ်ဒါမျိုးကြုံဘူးတယ်စသဖြင့်ပေါ့နော်တစ်ဖက်လူစကားပြောနေတဲ့ဥစ္စာကိုဘက်ကနေပြီးတော့ထောက်ခံပေးတာပေါ့နော်ပြောရမယ်ဆိုရင် agreeable ဖြစ်တာပေါ့ဒါကို agreeable ဖြစ်တဲ့ terms မျိုးများများသုံးပါအများသောအားဖြင့်တော့အခုမှစပြီးတော့တွေ့တဲ့လူတစ်ယောက်နဲ့ပြီးတော့အဲ့လူနဲ့လည်း conversation တစ်ခုကိုကတိဆောက်ချင်တဲ့စိတ်ရှိတယ်နော်သူနဲ့ networking ဖြစ်ချင်တယ်သူနဲ့မိတ်ဆွေဖွဲ့ချင်တယ်ဆိုလို့ရှိရင်အများသောအားဖြင့်ပထမဦးဆုံးတွေ့တဲ့အချိန်မှာတော့အဲ့လိုလူတစ်ယောက်နဲ့အရန်ကြီးငင်းခုန်စရာခဏငင်းခုန်စရာလိုလေးမရှိဘူးလို့တော့ကျမတို့တွေးပါတယ်ဆိုတော့ဒါကြောင့်မလို့အထူးသဖြင့်ပေါ့နော်ဒါ ice break လုပ်တဲ့အကြောင်းအရာတွေဒီနော်ဒါ politics အကြောင်းကြီးမမာကြီးလဲနော်သမရအကြောင်းဆွေးနွေးနေရလဲမဟုတ်ဘူးเนาะစီးပွားရေးအကြောင်းအရန်ကြီးဘယ်လိုခေါ်မလဲထဲဝင်ပြောနေရလဲမဟုတ်ဘူးအဲ့လိုမျိုး topic တစ်ခုအရင်ထဲဝင်ပြောနေတာမဟုတ်ဘဲနဲ့ကိုယ့်စီမှာကိုယ့်ရဲ့ဒီသူပေါ့တော့ expression နဲ့ပတ်သက်ပြီးတော့အရန်နဲ့ဆိုင်ပြစရာမလိုတဲ့အချိန်မှာပေါ့နော်သူပြောနေတဲ့စကားပေါ်မှာ agreeable like ဖြစ်တဲ့ဥစ္စာတစ်ဖက်လူစကားပြောတဲ့အခါတက်တာပို့ပြီးတော့ဖြစ်စေတယ်ကိုနဲ့လည်း bonding ပို့ပြီးတော့ချိတ်ဆက်မိဖို့အတွက်လွယ်ကူပါတယ်ဒီ concept နဲ့ဒီစန့်ကျင်ဘက်ဖြစ်တဲ့မဟုတ်ဘူးလေသိတယ်လေ no စသဖြင့်အဲ့လိုမျိုး negative နည်းနည်းလေးဆန်တဲ့ terms တွေကတစ်ဖက်လူကိုစကားပြောရတဲ့ဥစ္စာကိုရက်သွားစေတယ်တန့်သွားစေတယ်ပေါ့နော်ပြီးတော့ခုနကပြောတဲ့ concept နဲ့ဆန့်ကျင်ဘက်ဆိုလို့ရှင်သူနဲ့ကိုယ်နဲ့ကြာမှာ bonding ကိုဖန်တီးဖို့အတွက်နည်းနည်းလေးပို့ပြီးတော့ခက်စေပါတယ်အကယ်၍မရည်ရွယ်ဘူးဆိုလို့ရှင်တော့တစ်ခါလေကြာရင်ဒါမျိုးတွေကရည်ရွယ်တာမဟုတ်ဘဲနဲ့ငကိုရဲကကိုကစကားပြောတဲ့ခါမှာအဲ့လိုပြောတဲ့သူမို့
ဟိုဒီလိုဖြစ်သွားတယ်ဆိုလို့ရှိရင်တော့မှပဲစတွေ့တဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ဖက်လူအနေနဲ့လည်းဒါတွေကိုအကုန်လုံးသူကိုယ်စိတ်ထဲမှာဘယ်လိုရှိတယ်เนาะကိုကဘယ်လိုလူမျိုး nice person ဖြစ်နေတယ်ဆိုရင်တော့မှအဲ့ဒီဟာကိုသူ့အနေနဲ့မသိနိုင်သေးဘူးလေเนาะဆိုတော့ကိုပြောတဲ့စကားပေါ်မှာမူတည်ပြီးတော့သူခံစားချက်နဲ့သူ့အတူသွားမှာဆိုတော့ပထမဦးဆုံးတွေ့တဲ့အချိန်အတွက်ဆိုလို့ရှိရင်အဲ့ dance တွေကတိတ်ပြီးတော့အဆင်မပြေပါဘူးအိတ်ဆက်ပြီးပြောရမယ်ဆိုလို့ရှိရင် agreeable ဖြစ်တဲ့ terms ကိုသုံးပါဆိုလို့သူပြောသမျှအကုန်လုံးကိုကလက်မခံရင်တော့မှအကုန်လုံးလိုက်ပြီးထောက်ခံခိုင်းတာတော့မဟုတ်ပါဘူးเนาะဟိုကျမအမြဲတမ်း like be yourself ပေါ့เนาะကိုအခြေအနေကိုအရှိတိုင်းမလိမ်မညာပဲဟမ်ဆောင်မနေတာကိုပို့ပြီးတော့သဘောကျတဲ့သူဖြစ်ပါတယ်ဒါကြောင့်မို့လို့ကိုကတခုခုတကယ်ကို agree သူပြောတဲ့ကိစ္စနဲ့ပတ်သက်ပြီး agree မဖြစ်ဘူးเนาะမဖြစ်တဲ့အကြောင်းအရာကိုလည်း express လုပ်ချင်တယ်ဆိုလို့ရှိရင်ဒါကိုညင်ညင်သာသာနဲ့ပပနဲ့နဲ့ပြောပါပြီးတော့ခဏခဏလည်းအဲ့ဒါယူခဏခဏ conversation နဲ့ယူစီရလဲမလိုပါဘူးเนาะသူပြောသွားတဲ့အကြောင်းအရာ9ခုလောက်မှာเนาะတစ်ခုပဲဖြစ်ဖြစ်ကိုကသူနဲ့ညင်းခုန်လို့ခေါ်မလဲagree မဖြစ်တာရှိတယ်ဆိုလို့ရှိရင်ဒါလေးကိုပပနဲ့နဲ့ညင်သာသာလေးပြောလို့ရပါတယ်ဥပမာဟိုသုံးနိုင်တဲ့ terms မျိုးပေါ့เนาะစကားလုံးကဘယ်လိုရှိမလဲဆိုတော့ဒီနေရာမှာတော့ကျမတို့အမြင်မတူကြဘူးเนาะကျမအနေနဲ့တော့ဒါကို personally ဘယ်လိုထင်ပါတယ်ပေါ့เนาะဒါပေမဲ့ at the end မှာစကားကိုဘယ်လိုပြင်ဖို့လှဝအောင်ကြည့်ထိန်လို့ရလဲဆိုတော့ဒါပေမဲ့ of course လူတိုင်းမှာမတူတဲ့အမြင်ရှိတယ်เนาะသဘောပေါက်ပါတယ်เนาะ that you have your own opinion it's okay ဆိုတော့ဒီသဘောမျိုးပေါ့နံပါတ်9ကတော့နေတာထိုင်တာ relax ဖြစ်ပါလူတွေကဒီတဘာပါပေါ့နော်ချားလူတယောက်သဘောကျဖို့အတွက်ပေါ့နော်ကိုယ့်ရဲ့မူကိုယ့်အနေထိုင်ကိုပြောင်းပြီးတော့အရန် conscious ဖြစ်ပြီးဒီပေါ်မှာအရန် effort စိုက်လို့ရှိရင်လည်းကိုပေးတဲ့ attention ကိုတန်ဖိုးထားမခံရပါဘူးဒါကြောင့်မို့လို့ကိုပုံစံအတိုင်းကိုနေတတ်တယ်လို့နေတာကပို့ပြီးတော့ဆွဲဆောင်မှုရှိတယ်နံပါတ်10နောက်ဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့ be secure and confident ပါဆက်ဆံရေးကောင်းချင်တဲ့သူတွေเนาะ social ကောင်းချင်တဲ့သူတွေခုလိုမျိုးဒီ conversational ဖြစ်ချင်တဲ့သူတွေစကားပြောချင်တဲ့သူတွေဒီလူတွေအနေနဲ့ပထမအဆုံး manifest လုပ်တဲ့အကြောင်းအရာကငါက socialize လုပ်ရမှာတော်တယ်ငါကိုလူတွေသဘောကျတယ်เนาะဘယ်သူနဲ့မဆိုပဲအခြေအနေမှာမဆိုမိတ်ဖွဲ့တတ်တယ်เนาะငါဒီစိတ်ဝင်စားစရာကောင်းပြီးတော့ဟိုဆွဲဆောင်မှုရှိတဲ့လူတရားဖြစ်တယ်စသဖြင့်အဲ့ဒီ security နဲ့ confidence ကစိတ်ထဲမှာအရင်ရှိနေဖို့လိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့ conversation တစ်ခုကိုစတဲ့အချိန်မှာ तू ကငါ့ကိုသဘောမကျတော့ဘူးထင်တယ်။ငါလိုလူမျိုးကိုသူ့လိုလူမျိုးကသဘောကျပါမလားငါသူနဲ့စကားပြောရတာအဆင်ပြေပါမလားလို့စတဲ့ကအဲ့လိုမျိုး insecure ဖြစ်နေလို့ရှိရင်အဲ့ conversation ကအဆင်မပြေပါဘူးအဲ့တော့စလာတဲ့ကအရေးကြီးတာက be confident be secure နော်လုံးဝ secure ဖြစ်တယ်ပေါ့စိတ်လုံခြုံတယ် confident လည်းရှိတယ်ရ AC ပဲငါဝင်ရောလိုက်လို့ရှိရင်သူ့နဲ့သူအဆင်ပြေသွားမှာဘာမှစိတ်ပူစရာမရှိဘူး fake it till you make it ဆိုတဲ့စကားလည်းရှိတယ်အကယ်၍ကိုကအဲ့လိုလူမျိုးမဟုတ်ဘူးဆိုလို့ရှိရင်တော့အရင်ဆုံးခေါင်းထဲမှာအဲ့လိုတွေးထားလို့ရှိရင်အဲ့ကိစ္စကသူ့လိုအဆင်ပြေပြီးသွားပါလိမ့်မယ်ဒါကတော့ဒီဗီဒီယိုအတွက်ကျမအကြံပေးခြင်းနဲ့အချက်ချဲချက်ဖြစ်ပါတယ်เนาะအပြေးဝကွဲလွဲခွင့်ရှိပါတယ်စကားပြောညက်တဲ့သူဖြစ်အောင်เนาะဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်ဘလို့လူနဲ့ပဲဖြစ်ဖြစ် conversation တစ်ခုကိုစတတ်အောင်เนาะအတိုင်းဝိုင်းတစ်ခုမှာဝင်ဆက်တဲ့သူဖြစ်အောင်ဒါဒီနီလန်းလေးတွေကိုသုံးကြည့်လို့ရပါတယ်ပြောရမယ်ဆိုလို့ရှိရင်ဒါဟာ networking တို့ဒီ mate ဆွေဖွဲ့တာတို့မှာတွေမကပဲね dating မှာလည်းသုံးလို့ရပါတယ်เนาะအကယ်၍အခုချိန်မှာပူဒီနားထောင်တဲ့သူတွေမှာပေါ့เนาะ dating ကို actively လုပ်နေတဲ့သူတွေရှိရဆိုလို့ရှိရင်လည်းဒီအချက်တွေကအဲ့နေရာမှာအများကြီးအသုံးဝင်တာကိုတွေ့ရပါလိမ့်မယ်အခုလိုနားထောင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်အခုလို